ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ပရိသတ်တို့ဘ ഹു တုတရစီမဲ့ပုံမြင်လေးတစ်ပုဒ်ကိုထပ်မံပြီးတော့ပြောပြတင်ဆက်ပေးကြပါမယ်။ပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်ပါရှင်။တခါကချမ်းသာကြွယ်ဝတဲ့လူကြီးတယောက်ဟာအင်းကြီးတစ်လုံးမှာနေထိုင်နေတယ်။ဒါပေမဲ့ဒီတိုင်းမော်လွဲပိုင်းဆိုရင်လူငယ်တစုရဲ့စူညံမှုတွေကြောင့်သူ့ရဲ့ငြိမ်းချမ်းမှုဟာပျက်စီးသွားတတ်တယ်။နေ့ရက်တွေကြာလာတော့ဒီဗယံမရာဖြစ်မှုတွေကဆက်ဖြစ်နေတယ်။သူတို့ဟာသူ့အိမ်အပြင်မှာစုဝေးပြီးမော်တော်ဆိုင်ကယ်တွေပြိုင်မောင်းကြအော်ဟစ်ကျေလောင်ကြရက်ွက်ထီကဘယ်သူမှအနာမရအောင်စူညံကြတယ်။ဒီလူကြီးဟာသူတို့နဲ့စကားများမဲ့အစားတည်တည်ချာချာစဉ်းစားတယ်။တနေ့မှသူဟာအပြင်ထွက်လာပြီးရင်းနေတဲ့အပြုံးနဲ့လူငယ်တွေကိုခေါ်လိုက်တယ်။ငါမှထူးဆန်းတဲ့တောင်းဆိုချက်တစ်ခုရှိတယ်။ဆိုပြီးသူကပြောလိုက်တယ်။မင်းတို့ရဲ့အားရင်တွေကိုငါသဘောကျတယ်။မင်းတို့ဒီလိုနေတိုင်းလာပြီးဒီလိုပဲစူညံကြမယ်ဆိုရင်ငါမင်းတယောက်ကိုရိုးပြီးတရားစီပေးမယ်။လူငယ်တွေအံ့အားသင့်သွားတယ်။သူတို့ဟာပျော်နေကြတာပဲ။အခုတော့အဲ့ဒီအတွက်ပတ်စံတွေပါရတော့မယ်။သူတို့ရဖို့သမျှအလွယ်ဆုံးပတ်စံလို့သူတို့ထင်သွားကြတယ်။ပထမ3ရက်တော့သူတို့ပိုပြီးစိတ်လှုပ်ရှားစွာနဲ့ပြန်လာကြတယ်။ဆိုင်ကယ်တွေပြိုင်မောင်းကြအရင်ကထပ်ပိုကြေးလောင်စွာအော်ဟစ်ကြနေတိုင်းရဲ့အဆုံးမှာဒီတထေးကြီးကသူတို့တရားကိုရူပီတရားစီပျော်ပျော်ရွှင်ရွှင်ပေးတယ်။လူတိုင်းပျော်နေကြတယ်။စတုရာမြောင်နေရောက်တော့ဒီလူကြီးနည်းနည်းပူပန်သွားပုံရတယ်။စိတ်မကောင်းပါဘူးလို့သူကပြောလိုက်တယ်။မကြသေးခင်ကစီးပွားရေးအခြေအနေတိတ်မကောင်းဘူး။ရူပီတရားပေးနိုင်တော့မှာမဟုတ်ဘူး။ဒီနေ့ကစားပြီးမင်းတယောက်ကိုရူပီ90ပဲပေးနိုင်တော့မယ်။လူငယ်တွေတိတ်မပြောပေမဲ့လက်ခံလိုက်ကြရတယ်။နောက်ဆုံးတော့ပတ်စံတော့ရနေတာပဲ။ဒါနဲ့နောက်3ရက်ဆက်တိုက်သူတို့ဟာစူညံမှုတွေဆက်လုပ်ကြညနေတိုင်းဒီလိုကြီးကသူတို့တယောက်ကိုရူပီ90စီပေးတယ်။ပြီးတော့ရန်နေငင်ကြတဲ့အခါဒီတထေးကြီးနောက်တစ်ခါထွက်လာပြန်တယ်။သူပြောတယ်အချင်းနေတွေပို့ပြီးခတ်ခဲလာတယ်။ဒါပဲငါတတ်နိုင်တော့တယ်။ဆိုပြီးလူငယ်တယောက်ရဲ့လက်ထဲကိုရူပီ30စီထည့်ပေးလိုက်တယ်။လူငယ်တွေပတ်စံကိုမယုံနိုင်လောက်အောင်စိုက်ကြည့်နေကြတယ်။30ရူပီလားဆိုပြီးတယောက်ကအော်လိုက်တယ်။ဒီစုံညာမအကောင်လုံးကို30ရူပီနဲ့လောက်ခိုင်းပါလား။နောက်တယောက်ကညီတယ်။လူငယ်တယောက်ကပတ်စံကိုပြက်လိုက်ပြန်တယ်။ဒီအတွက်ငါတို့အချိန်ကိုမပြုံးတိတော့ဘူးဆိုပြီးသူကပြောတယ်။အဲ့ဒီအဖွဲဟာဆိုင်ကယ်ရီပေါ်တက်လိုက်ပြီးထွက်သွားကြတယ်။အဲ့ဒီနေ့ကစပြီးသူတို့ဘယ်တော့မှပြန်မလာကြတော့ဘူး။အိမ်ကြီးရှိရာလမ်းကလည်းလုံးဝငြိမ်းချမ်းသွားခဲ့တယ်။ဒီတထေးကြီးဟာလူအမှုချင်းနဲ့ပတ်သက်တဲ့အကောင့်နဲ့အမှန်တရားတစ်ခုကိုနားလည်ခဲ့တယ်။စိတ်ပညာရှင်တွေကဒီဖြစ်စဉ်ကိုအကျိုးပို့ပေးခြင်းတရားမှုလို့ခေါ်တယ်။လူတွေကတခုခုကိုစစ်မှန်စွာနှက်တက်လို့လုပ်နေတာမဟုတ်ပဲပြန်ပဆုလက်တစ်ခုကြောင့်စတင်လောက်ကင်လာတဲ့အခါမှာအဲ့ဒီဆုလက်ဟာတဖြည်းဖြည်းနဲ့သူတို့ရဲ့အဓိကအကြောင်းရင်းဖြစ်လာတယ်။အဲ့ဒီဆုလက်ပျောက်သွားတာနဲ့သူတို့ရဲ့အလုံဆောင်မှုလည်းပျောက်သွားတယ်။ဒီတိုင်းပဲလက်တွေ့ဘဝမှာလည်းမကြာခဏဖြစ်တတ်ပါတယ်။မိတ်ဆွေအပေါင်းအသင်းတွေဆက်ဆံရေးတွေတွဲဖက်ခေါင်းဆောင်မှုတွေတောင်တစ်ခါတည်းရမှာတစုံတစ်ယောက်ကပတ်စံတသောတတဖြစ်မှုယာတို့အာနာဒါမှမဟုတ်အခြားအကျိုးကျေးဇူးတစ်ခုခုကိုရရှိနေလို့သာကြာရှည်ခံနေတာဖြစ်တယ်။ဒါပေမဲ့အဲ့ဒီအကျိုးကျေးဇူးတွေပျောက်ကွယ်သွားတဲ့အချိန်မှာတော့လူတွေကသူတို့ရဲ့တကယ်ဦးစားပေးချက်တွေကိုမကြာခဏထုတ်ဖော်ပြသလေးရှိတယ်။ဒါကြောင့်ဘဝအဆင်ပြေချိန်မှာလူတွေပေးတဲ့အပြုံးတွေနဲ့ဆက်ဆံရေးရဲ့ခိုင်မာမှုကိုဘယ်တော့မှမတိုင်းတာပါနဲ့။အခုကြည့်ရှုနေကြတဲ့ပရိသတ်တို့ကလည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်စုံတစ်ခုဘ ഹു တုတတစ်ခုခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝအမောတွေကြားတွေကအာတင်စရာစိတ်အားတက်စေမဲ့ပုံမြင်လေးတွေကိုနေ့စဉ်ဒီတိုင်းတက်ဆက်ပေးသွားအောင်မှာဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။